မရဲ့ coffee လေးတောက်ပါဦးမယ်ဒီညနေဒီဒါလေးနဲ့ဘုံလေးနဲ့တောက်ပါမယ်ရှင်ကဲမီးတို့ဘာယူမလဲယူပါကျမရဲ့ coffee ပါနော်စီးကြိုသမားတွေတအားတောက်လို့ရတယ်ပေါ့လင်းစီ coffee ပါလင်းစီမို့နဲ့ထုတ်လုပ်ထားတယ်လန်းဆန်းမယ်ဝိတ်ကြမယ်နော်ပြီးလို့ရှိခေါင်းတစ်ချက်ကြိုက်တဲ့လူတွေတအားကောက်ရမ်းကောင်းပါတယ်ရှင်ကျမကြီးအတွက်ထောက်ကူပြီးတယ်ခေါင်းကြိုက်တဲ့လူလည်းဆင်ပြေတယ်နော်ပြီးလို့ရှိရင်ကျမတန်ဆွမ်းမယ်ရောက်မလားရောက်ပါလေနောက်လေ200ရဲ့200ရဲ့ယာယီတန်ရောက်တော့ဒီမာကျတဲ့ဆရာမပိုင်ပါတော့မှရှိတယ်။ဒါလည်းကျလေးလိုက်မိ200ယာယီတန်ရောက်ဒီကြတဲ့တန်တိုင်းကျင်းဆန်တော့တော်တော်များများရှိတယ်။ကောက်တဲ့အဲ့ကျလေးကျွန်တော်များစားပါမယ်ရှိရတယ်။他们有发现了，他们တူရတယ်ဒီအထုပ်လေးတစ်ထုပ်မှာ20 gram ပါတယ်တစ်ထုပ်ကိုဒီမှာဆိုင်မှာရောင်းရင်1200 20 gram ပါတယ်နော်လည်းများယူ还能不能？你咋能不能？咋能不能的？ဒီမှာဒီလိုအထုပ်သေးတစ်ထုပ်ကို20 gram ပါတယ်ပြီးလို့ရှိရင်လင်းစည်းမိုနဲ့အဓိကထုတ်လုပ်ထားတယ်တန့်စင်တဲ့တကြားနော်ကော်ဖီရမ်းကောင်းတဲ့ကော်ဖီတန့်စင်တဲ့တကြားလင်းစည်းမိုနဲ့နော်ထုတ်လုပ်ထားပြီးတော့စီးကြိုသမားလည်းတောက်လို့ရတယ်ဝိတ်လည်းထိန်းတယ်လန်းလဲလန်းဆန်းတယ်ခေါင်းတစ်ခမ်းခေါင်းတစ်ချမ်းကြိုက်တဲ့လူလည်းရမ်းတက်တာတယ်နော်လင်းစည်းမိုနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်သူ့ရဲ့အရသာလေးကခါတက်တက်လေးဤတော့ကအဲ့ဒီရဲ့ taste ကိုကြိုက်တာနော်ဒီခါတက်တက်လေးအရန်ကောင်းတာပဲလက်လီဆိုင်မှာရောင်းလို့ရှိတထုပ်သေးကိုလူလိုက်တောက်လို့နိုင်အောင်တချို့ကဘူးလိုက်မွဲတောက်ဦးလေနော်အစ်စ်လဲစမ်းတောက်ရမှာဆိုတော့လူလိုက်တောက်လို့နိုင်အောင်တထုပ်ကို1200နဲ့ရောင်းပေးတယ်တဘူးဆိုလို့ရှိဤတော့2000ကျော်ပေါ့နော်တဘူးမှာအထုပ်20ပါတယ်ဤတော့ကုမ္ပဏီကထုတ်တယ် lucky diet ထုတ်တယ်ကျမ်းမာရေးထုတ်ကောဒီပေါ့4-in-1 coffee ပြီးလို့ရှိရင်အမျိုးသမီး coffee ပြီးလို့ရှိရင်ကြားတောက်လင်းစီဂျင်းစင်းကော်ဖီပေါ့နော်အရန်ကောင်းပါတယ်အမျိုးသားတွေအတွက်ဆိုအားပြည့်တယ်ပေါ့နော်အရန်ကောင်းတဲ့ကော်ဖီလေးပါရှင်တောက်ကြပါ